AI နဲ့ပတ်သက်ပြီးတော့နနီရဲ့အမြင်လေးကို share လုပ်ချင်ပါတယ်မနေ့ကပေါ့နော်ညီမလေးတယောက်လာပြီးတော့မေးထားတယ်ဒီမှာတခါလေဖြည့်ပေးသွားချင်ပါတယ်ရှင်နနီကိုပေါ့နော်ဒီခေတ်ကာလကြီးမှာ AI ကိုတွင်တွင်ကြဲကြဲသုံးလာကြတယ် AI ကိုတွင်တွင်ကြဲသုံးလာတဲ့ထဲမှာနနီလည်းပါတယ်အဲကြောင့်မို့လို့ပေါ့နော် AI မသုံးရင် AI မသုံးတတ်ရင်ခေတ်နောက်ကျကျန်နေခဲ့ပြီလို့ထင်တဲ့သူတွေလည်းရှိတယ်တကယ်ကိုလည်းခေတ်နောက်ကျပြီးကျန်နေနိုင်တယ် AI ကိုသုံးခြင်းအဖြစ်ပထမဆုံးကောင်းကျိုးတွေနနီအရင်ဆုံးပြောရမယ် AI ကိုသုံးခြင်းအဖြစ်ပထမဆုံးကတော့ပေါ့နော်ကိုကတစုံတစ်ခုမသိဘူးဆိုရင်တော့မှ AI ကိုမေးလိုက်တာနဲ့အကုန်လုံး AI ညာဖြည့်ပေးနိုင်တယ်ဥပမာလက်တော်ထဲမှာ software တစ်ခုထောင်းနေတယ်ကိုမထောင်းတတ်ဘူးဆိုရင်ဘယ်သူ့မှာဖုန်းဆက်ပေးရမလို့ AI ကို ChatGPT ကို Gemini ကိုမေးလိုက်ပြီဆိုရင်သူကတေချာတဲ့အဖြေကို step by step ဖြည့်ပေးသွားတာဖြစ်တဲ့အရန်မိုက်တယ်နောက်တစ်ခုကတော့ကြပေါ့နော်ကိုကပေါ့နော်စုပ်စုပ်ပြက်ပြက်လေးနဲ့ပေါ့နော်ဟိုရက်ကွက်ထဲမှာဗီဒီယိုဓာတ်ပုံလေးပုံရိုက်ထိုင်တောင်မှ AI တို့ ChatGPT ကို Gemini တို့ဒါလေးကိုမိမိုက်နေတတိဆယ်နဲ့ပုံလေးပြင်ပေးပါဆိုသူတို့ချက်ချင်းပြင်ပေးနိုင်တယ်ဖြစ်တဲ့တော့အရန်ကိုမိမိုက်နေတယ်ပြီးတဲ့ခါကျတော့ကိုလိုချင်တဲ့ပေါ့နော်ဘာလေးနေနေ AI ကကိုယ့်အတွက်အစင်နဲ့ရှိနေတာကိုယ့်အတွက်မိတ်ဆွေကောင်းတယောက်ဆိုလဲမမာဘူးမနေ့ကညီမလေးတယောက်လာပြီးတော့မေးထားတာကဘာလဲဆိုတော့မမကြီးညီမလေးက product တွေကိုရောင်းနေတယ်ပစ္စည်းတွေကိုရောင်းနေတယ်လူကိုယ်တိုင်မထွက်ချင်ဘူးအဲ့ဒါကြောင့်မလို့ပေါ့နော်ဗီဒီယိုဖိုင်တွေကို AI ကိုဖန်တီးခိုင်းပြီးမှပေါ့နော် social media ပေါ်မှာဈေးကွက်ချတင်တယ်ဘယ်လိုနေမလဲတော့နည်းကိုမေးထားတဲ့အတွက်ပေါ့နော်တစ်ချက်လေးပြန်ပြီးတော့နည်းပြန်ပြီးတော့မေးချင်တာကပေါ့နော်ကိုယ်တိုင်နိုင်ကလည်းပေါ့နော် AI ဖန်တီးထားတဲ့ဗီဒီယိုဖိုင်ကနေဈေးဝယ်မလားတစ်ချက်လောက်စဉ်းစားပါ AI ပြောတဲ့ဗီဒီယိုဖိုင်ကနေဈေးဝယ်မလားဈေးတဲ့ကိုယ်တိုင်ပိုင်ရှင်ကိုယ်တိုင်အသေးစိတ်ရှင်းပြထားတဲ့ဗီဒီယိုဖိုင်ကနေဈေးဝယ်မလားတစ်ချက်လောက်ကိုယ်တိုင်ခံစားကြည့် comment မှာလည်းဖြေပေးလို့ရတယ်နည်းဆိုတာဆိုလို့ရှိရင်ပေါ့နည်းကိုယ်တိုင်ဆိုလို့ရှိရင်ပေါ့နော် AI ကပြောတဲ့ဗီဒီယိုဖိုင်မှာဝယ်မဲ့အစားပေါ့နော်ဈေးတဲ့ကိုယ်တိုင်ပိုင်ရှင်ကိုယ်တိုင် product အကြောင်းကိုတိတိကျကျအသေးစိတ်ရှင်းပြထားတဲ့ဗီဒီယိုဖိုင်ရတာနည်းကိုဈေးဝယ်မှာဖြစ်တဲ့အတွက်ပေါ့နော်ရှင်းဆုံးလေးတော့တကယ်ကိုမှပေါ့နော် social media ပေါ်မှာစမတ်ကြက်ကြက်ရက်တည်ခြင်းနဲ့ဆိုရင်တော့ဗီဒီယိုဖိုင်တွေကို product အကြောင်းတွေကိုရှင်းပြတဲ့အခါမှာကိုယ်တိုင်ရှင်းပြလိုက်ရင်ပို့ပြီးတော့ကောင်းမယ်လို့နည်းကတော့လက်ခံယုံကြည်တဲ့အဲကြောင့် social media ပေါ်မှာရေရှည်ရက်တည်ခြင်းနဲ့စမတ်ကြက်ကြက်ရက်တည်ခြင်းနဲ့ဘယ်လိုလုပ်ရမှာမသိတဲ့နည်းရဲ့ Viber မှာလာပြီးတော့အသေးစိတ်စုံနဲ့မြင်လို့ရတယ်လို့ပေါ့နော်ဗီဒီယိုမရိုက်တတ်ဘူးဗီဒီယို editing တွေမလုပ်တတ်ဘူး target market တွေမချက်တတ်ဘူး sales closing မလုပ်တတ်ဘူးတဲ့နည်းရဲ့ social to sales target market and sales closing တွေနဲ့လုပ်လဲ join လို့ရပါတယ်အဲကြောင့်ဒီခေတ်ထဲမှာ AI ကိုမတုံးတက်ဘူးဆိုရင်ခင်းနောက်ကြပြီးကြံခဲနိုင်တယ်လို့ social media ပေါ်မှာစမတ်ကြက်ကြက်ရက်တည်ခြင်းနဲ့ဆိုတော့ကိုယ်တိုင်နိုင်က social ပေါ်မှာစမတ်ကြက်ကြက်ထွက်လာဖို့အတွက် recommend လေးပေးခြင်းနဲ့ coach နဲ့ထုံးပါရှင့်